မင်္ဂလာပါ This is United Channel လေးကနေကြိုဆိုလိုက်ပါတယ် Manchester United ကဆိုရင် Harry Ahmed အတွက်ပေါင်6တန်းတာတတ်မှတ်လိုက်တဲ့ Manchester United ဖြစ်ပါတယ်လူငယ်ကစားသမားလူငယ်ကျဲပွင့်ဘယ်နောက်ခံလူကစားသမားလေး Harry Ahmed ကိုပေါင်6တန်းဝန်းကျင်နဲ့ရောင်းချလိုက်ရန်တတ်မှတ်လိုက်ပြီဖြစ်တယ်ဒီလိုတတ်မှတ်တဲ့အချိန်မှာပဲ Championship ကလပ်အများပြားနေပြီးတော့ခေါ်ယူနိုင်ဖို့အပြိုင်ဆွေးနွေးသွားမှလည်းဖြစ်တယ်အခုလည်းဆွေးနွေးနေတာလည်းဖြစ်တယ်လူငယ်ကစားသမားလေး Harry Ahmed ဟာယခုနွေရာဒီမှာဆိုရင်ကျွန်တော်တို့အငှားမဟုတ်ဘူးအပိတက်အပိတက်ကိုမှပေါင်6တန်းအကုန်လုံးအပြီးစီးမှာ6တန်းဒီကစားသမားရဲ့6တန်းကိုတတ်မှတ်လိုက်တဲ့ဥစ္စာကကျွန်တော်တို့ဘာနဲ့အလားတန်တူလဲဆိုတော့အေဗာဒိုကာရီယက်အဲ့ကစားသမားလေးဟာဆိုရင်ကျွန်တော်တို့နိပြကြီးအဲ့ဒီတန်ဟန်လက်ထက်ပါဆိုရင်ဘင်ဖီကာအတင်းကိုပေါင်6တန်းနဲ့ကျွန်တော်တို့ရောင်းချခဲ့တာဖြစ်တယ်အခုချိန်မှာဆိုရင် तू ကကမ္ဘာအကြီးဆုံးကလပ်ဖြစ်တဲ့ရဲမတစ်မှာကစားနေပြီကျွန်တော်တို့ရောင်းချခဲ့တဲ့လူငယ်ကစားသမားလေးနော် Harry Ahmed လို့ပဲပေါင်6တန်းပဲအဲ့ပေါင်6တန်းနဲ့ရောင်းချခဲ့တဲ့ကစားသမားအခုရဲမတစ်မှာကစားနေပြီအခုလည်းရဲခုအဲ့လိုမျိုးကစားသမားလို့ပဲဒီကာရီယက်လို့ပဲကျွန်တော်တို့နောက်ထပ်တစ်ချိန်မှားအောင်မလား United ကကျွန်တော်အငှားချတာမဟုတ်ဘူးနော်အပြီးတက်ရောင်းချခွင့်နဲ့ရောင်းချမှာအပြီးတက်ကိုရောင်းချမှာအပြီးတက်ကိုမှပေါင်6တန်းနဲ့ရောင်းချမှာဖြစ်တယ် Harry Ahmed ကိုကျွန်တော်တို့ Harry Ahmed ကိုနေရာပေးဖို့လည်းမစင်စားထားဘူးပြီးတော့ကျွန်တော်ဘယ်နောက်ကန်လူခေါ်မယ်ဆိုရင်လဲထားအောင်ဘယ်နောက်ကန်လူခေါ်ရင်တောင်မှကျွန်တော်တို့လူရှော့ဆိုတာအတက်ရွယ်ကြီးနေပြီပြီးတော့ကျွန်တော်တို့ဒီနှစ်မှာဆိုရင် Harry Ahmed ကဆိုရင်ကျွန်တော်တို့နေရာရတဲ့ကစားသမားတွေမှာပါတယ် Harry Ahmed တို့စိမ့်လီစီတို့ဒီလိုကစားသမားတွေကနေရာရတဲ့ကစားသမားတွေမှာပါတယ်အဲ့လိုပဲနီးပြတဟန်လက်ထက်မှာဆိုရင်လဲအေဗာဒိုကာရီယက်ကကျွန်တော်တို့ရဲ့မျက်စိကျခဲ့ရတဲ့ကစားသမားဒါပေမဲ့နီးပြတဟန်ကရောင်းထုတ်သွားခဲ့တယ်ဘင်ဖီကာကိုသူနဲ့မကိုက်ညီလို့ဆိုပြီးတော့ဟိုမှာခြေစွမ်းနေပြတယ်ရီယယ်မက်တစ်ကကောက်ခေါ်သွားတယ်အခုဆိုမှဆိုရင်ရီယယ်မက်တစ်အတင်းမှာနေရာရနေပြီအဲ့လိုမျိုးပဲကျွန်တော်တို့လူငယ်ကစားသမားတွေကိုမတုံးတက်ဘူးအတုံးမပြူဘူးဆိုရင်ကျွန်တော်တို့အတွက်ဆွေပုံကြီးရှိနေလဲဒီကအမိုက်ပုံထဲမှာရောက်နေမှာပဲသိတယ်မလားအဲ့တော့ကျွန်တော်တို့အတွက်ဆွေပုံကြီးရှိပါလဲနဲ့ကျွန်တော်အမိုက်ပုံကြီးဖြစ်နေရတာကျွန်တော်တို့မတုံးတက်လို့ကျွန်တော်တို့တွေအခုဆိုရင်ကျွန်တော်တို့ပွဲတွေအများကြီးကစားရမယ်ဗျာ Harry Ahmed ကလေးကိုထည့်တုံးလို့ရမယ်ဒါလီယွန်ဒီယွန်လို့ရှိအဝါလို့ရှိပါတယ်ကျွန်တော်ခေါ်ထားတဲ့ကစားသမားလေးလူငယ်ကစားသမားလေးလီယွန်လို့ရှိပါတယ်ဒါပေမဲ့ဒီကစားသမားလေးတွေရှိတယ်ဒါပေမဲ့ Harry Ahmed ကပို့ပြီးတော့အဲ့ကစားသမားတဲ့ပို့ပြီးတော့အတွေ့အကြုံရင့်တယ်ပို့ပြီးတော့အတင်းမှလည်းကြားနေပြီဒီကစားသမားကိုပေါင်6တန်းနဲ့ရောင်းချမှာအခုဆိုရင်ဒီချန်ပီယံရှစ်ကလပ်တွေကအများပြားဆွေးနွေးနေကြပြီတိတ်မကြောက်ဟီဝီကိုတွေပါဖြစ်တော့မှာပေါင်6တန်းနဲ့အဲ့ကြမှာကျွန်တော်တို့တွေရင်ခံတော့မှထင်တယ်ပြီးတော့နောက်တစ်ချိန်မှားဖို့ United လမ်းစာပြိုးနေတာလားလို့ကျွန်တော်ထင်မိတယ်ဗျာအကိုတို့အနေနဲ့ဘယ်လိုမျိုးခံစားမိလဲဘယ်လိုမျိုးအမြင်တွေရှိလဲဆွေးနွေးပေးပါအောင် Harry Ahmed ကိုရောင်းထုတ်လိုက်တာကောင်းလားမရောင်းထုတ်ပဲနဲ့အတင်းမှာဆက်ထားတာကောင်းလားကျွန်တော်ဆိုရင်တော့ဇဝေဇဝါဖြစ်နေတယ်ကျွန်တော်ကတော့အတင်းမှာဆက်ထားခြင်းတယ်ဘာလို့လဲဆိုတော့ဒီကစားသမားကကျန်တဲ့ကျွန်တော်အငှားကြီးလည်းချက်ထွက်ကစားဘူးတယ်အတွေ့အကြုံတွေလည်းရှိတယ်ကျွန်တော်အလားလာကောင်းနေလည်းရှိတယ်ဒါပေမဲ့ဒီကစားသမားလေးကိုရောင်းထုတ်လိုက်မယ်လို့အတန်နေထွက်နေတယ်ပြီးတော့သတင်းမီဒီယာအခိုင်လုံကြီးမားတဲ့သတင်းမီဒီယာတွေကနေဖော်ပြနေတာကြားရတယ်တွေ့ရတယ်ဒီလိုမျိုးနာမည်ကြီးမီဒီယာကနေအဲ့တော့ကျွန်တော်တို့အတွက်ဒီကစားသမားလေးဟာကျွန်တော်ရောင်းထုတ်သွားမယ်ဆိုရင်ကျွန်တော်တို့အတွက်အခွင့်အလမ်းကောင်းလားအခွင့်အလမ်းဆိုးလားကျွန်တော်တို့နောက်တစ်ချိန်မှားမဲ့လက်ခဏလားအကိုတို့အနေနဲ့ဘယ်လိုမျိုးမြင်လဲတုံးတက်ပေးသွားပါအောင်အကိုတို့ဘယ်လိုခံစားရလဲဘယ်လိုမျိုးရောင်းထုတ်လိုက်တာကောင်းလားရောင်းမထုတ်ဘဲနဲ့အတင်းမှာဆက်ထားတာပိုကောင်းလားဘယ်ဟာပိုကောင်းလဲအဲ့အတွက်ကျွန်တော်တို့အမြင်လေးနဲ့အကိုတို့အမြင်လေးတွေကိုဆွေးနွေးသွားပေးပါအောင်ကျွန်တော်ရဲ့ comment လေးမှာလည်းမှတ်ချက်လေးတွေပေးလာရောက်ပြီးတော့ရေးပေးတော့လို့ရပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့တွေနောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်အားလုံးကျေးဇူးတင်ပါတယ်